အားလုံးပဲမင်္ဂလာပါဒီနေ့မှာကိုတန်းကခေါ်မောကုမ္ပဏီအကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်เนาะခေါ်မောကိုရွေးချယ်ရတဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1အချက်မှာဆိုရင်တော့ခေါ်မော platform ကတာမန်လူတွေအားလုံးဝင်ရောက်ပြီးတော့လောက်ကန်လို့ရတဲ့နေရာဖြစ်တယ်တာမန်လူဆိုကြတော့ကျွန်တော်တို့တွေအခြေခံလူတန်းစားတွေအစဝင်ငွေတလန်းနဲ့ရှိနေတဲ့သူတွေကနော်အဲ့လိုမျိုးလူတွေကနေစပြီးတော့လောက်လို့ရတယ်ဘယ်လိုလူမျိုးမဆိုလောက်လို့ရတဲ့နေရာဖြစ်တယ်အောင်မြင်နိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးချယ်ပြီးတော့လောက်ကန်ရခြင်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကိုတန်းကြီးကျွန်တော်တို့တွေနော်ဒီစီးပွားကိုလုပ်မယ်ဆိုလို့ရှိရင်ဝင်ငွေတလန်းနဲ့ရှိပြီးတော့နော်အခြေခံလူတန်းစားတွေစက်ရုံအလုပ်သမားတွေအစအကုန်လုံးလုပ်လို့ရတယ်နော်ခုမှဘာလုပ်ငန်းပဲရှိဝင်ငွေတလန်းနဲ့ရှိတယ်ဆိုလို့ရှိရင်တော့သိကြတယ်နောက်ထပ်အပေါ်ဝင်ငွေရကျင်တယ်ဆိုရင်ကိုတန်းလူမျိုးပဲခေါ်မစီပါကြီးမှာနော်ဝင်ရောက်ပြီးလောက်ကန်လို့ရတယ်ပြီးလို့ရှိရင်ကော်မောကုမ္ပဏီကတကယ်ကိုတရားဝင် network marketing ကုမ္ပဏီဖြစ်တဲ့အတွက်ဘယ်သူမှဆိုစူးစမ်းရင်အောင်မြင်နိုင်တဲ့နေရာဖြစ်ပါတယ်နော်နံပါတ်2အချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်မောကိုတည်ထောင်တဲ့တတိမှာဆိုလို့ရှိရင် network marketing အတွေ့အကြုံအနှစ်30တောင်ရှိတာဖြစ်တယ်အနှစ်30ရှိတာဖြစ်တဲ့အတွက်သူ့ရဲ့အတွေ့အကြုံနဲ့ခေါ်မောကိုတည်ထောင်တာအောက်ခြေကနေစပြီးတော့ပညာတွေကိုလေ့လာသင်ယူပြီးတော့တကယ်ကိုအောင်မြင်တဲ့ CEO အဆင့်ထိရအောင်နော်စူးစမ်းလာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဒီစီးပွားရေးကိုလက်တွဲပြီးစူးစမ်းမယ်ဆိုရင်တော့အောင်မြင်တဲ့တတိကနေသင်ကြားပေးတဲ့နော်ပလန်တွေအတိုင်းပဲကျွန်တော်တို့တွေအောင်မြင်မှာဖြစ်တယ်ပြီးလို့ရှိရင်တခြား network marketing တွေမှာဆိုလို့ရှိရင်လေနော်ဒီနောက်ခံကနေပြီးတော့ပလန်တွေကိုရေးဆွဲပြီးတဲ့ CEO တယောက်လည်းဖြစ်တယ်ဒါလည်းမကသေးပဲနဲ့ကုမ္ပဏီပေါင်းမြောက်များစွာကိုလည်းရောင်းအားတွေရှိအောင်နော်ဒီဆောက်ပေးနိုင်ခဲ့တယ်ခေါင်းဆောင်ကောင်းတွေကိုလည်းများစွာမွေးထုတ်ပေးနိုင်တယ်ကိုတန်းတို့ဆိုလို့ရှိရင်ခေါ်မောမှာလာအနေငယ်လေးနဲ့ဝင်ငွေတွေရပြီးတော့အောင်မြင်တဲ့ခေါင်းဆောင်တွေဖြစ်အောင်လည်းတတိကိုယ်တိုင်လည်းသင်ကြားပေးတယ်တကယ်လို့ကိုမှအတွေ့အကြုံမရှိဘူးနောက်ဝမာကတင်လုပ်ချင်တယ်အောင်မြင်ချင်တယ်ဝင်ငွေတလန်းနဲ့ဘဝကိုရက်တည်လို့မရဘူးဆိုလို့ရှိရင်တော့ခေါ်မောမှာကျွန်တော်တို့ဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်တို့တတိကသူစူးစမ်းခဲ့တဲ့နေရာဒီမှာဆိုလို့ရှိရင်တနှစ်အတွင်းမှာဘဏ်ငွေတန်းပေါင်းထောင်နဲ့ချီပြီးတော့ရောင်းရတယ်လေရှိအောင်တည်ဆောက်နိုင်ခဲ့တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဒီလူမျိုးเนาะကျွန်တော်တို့တွေအောင်မြင်နိုင်တဲ့တတိကနေပြီးတော့သင်ကြားပေးတဲ့စနစ်တည်းကျွန်တော်တို့စူးစမ်းသွားမယ်ဆိုလို့ရှိရင်เนาะဘယ်သူမှဆိုအားလုံးเนาะအောင်မြင်နိုင်တဲ့နေရာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတွေကိုလည်းများစွာမွေးထုတ်ပြီးတော့เนาะအောင်မြင်အောင်လည်းလမ်းပြပေးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအတွေ့အကြုံမရှိဘူးစီးပွားရေးတော့လုပ်ချင်တယ်အောင်မြင်ချင်တယ်เนาะပညာရည်ချင်းဟုတ်လားကို့မှာအဲ့လောက်အများကြီးမရှိဘူးစီးပွားရေးလည်းမလုပ်တတ်ဘူးခေါ်ဖို့မှအောင်မြင်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့တွေအားလုံးအတွေ့အကြုံမရှိစီးပွားရေးမလုပ်တတ်တဲ့သူတွေကိုလည်းအောင်မြင်အောင်လမ်းပြပေးနိုင်တဲ့ခေါင်းဆောင်ကောင်းတွေရှိတာဖြစ်တဲ့အတွက်ရွေးချယ်ပြီးတော့ခေါ်ဖို့ကိုဝင်ရောက်လောက်ကန်ရခြင်းဖြစ်တယ်เนาะဒါနံပါတ်1ချက်နံပါတ်3မှာဆိုလို့ရှိရင်ပါတယ်လေเนาะအဲ့ကြတော့ကိုတန်းကြီးเนาะကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဟုတ်လားလုပ်တဲ့နေရာမှာနောက်ခံ background ရှိဖို့လိုအပ်တယ်။ကိုတန်းတို့ခေါ်မောမှာရောနောက်ခံ background ရှိလား။ဟုတ်ပြီကျွန်တော်တို့ရဲ့ခေါ်မောမှာဆိုလို့ရှိရင်နောက်ခံ background I'm ready plate လို့ခေါ်တဲ့ကိုယ်ပိုင်စက်ရုံကြီးလေးရှိပါတယ်။ကိုယ်ပိုင်စက်ရုံကြီးရှိတဲ့ဖြစ်တဲ့အတွက်ခေါ်မောမှာကိုလိုအပ်တဲ့ပစ္စည်းလေးတွေဝယ်သုံးမယ်။နော်ဝယ်သုံးမယ်ဆိုလို့ရှိရင်စီးပွားရေးတွေလုပ်လို့ရတာဖြစ်တယ်။ကိုယ်မှာကိုယ်ပိုင်စက်ရုံရှိတာဖြစ်တဲ့အတွက်ပစ္စည်းတွေဝယ်သုံးတဲ့အခါမှာကိုအခြေခံလူတန်းစားတွေကစဝယ်သုံးနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်လူတိုင်းစီးပွားရေးလုပ်လို့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်စီးပွားရေးလုပ်တဲ့အခါမှာကိုယ့်ရဲ့ကိုယ်ပိုင်စက်ရုံရှိတဲ့အတွက်အားသာချက်တစ်ချက်ပဲဖြစ်ပါတယ်။နော်ဈေးကွက်ကိုလည်းကျေပြအောင်တည်ဆောက်နိုင်တယ်။နောက်ဝက်ကိုလည်းကြီးမားအောင်ကျေပြအောင်တည်ဆောက်လို့ရတယ်။စနစ်တစ်ခုဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီစနစ်ကိုဘယ်လိုမျိုးလေ့လာသင်ယူရမှာလဲ။နော်ဆိုလို့ရှိရင်ခေါ်မောရဲ့ရုံမှာတနင်္ဂနွေအပတ်တိုင်းOPB သင်တန်းတွေဝီလက်ဆက်ဆက်သင်တန်းတွေကိုလည်းအပတ်စဉ်သင်ကြားပေးတယ်။အကယ်၍ကိုကနိုင်ငံရေးချမှတ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းခေါ်မောမှာ Telegram မှာကျွန်တော်တို့ကိုယ်တိုင်အောင်မြင်တဲ့ခေါင်းဆောင်တွေဦးစီးပြီးတော့ဦးဆောင်ပြီးတော့ခေါ်မောစနစ်အကြောင်းတွေကိုနော်ခေါ်မောကုမ္ပဏီပစ္စည်းဈေးကွက်ဟုတ်လားဤစနစ်အကြောင်းတွေကိုညစဉ်ညတိုင်းတညကိုတနာရီနော်သင်တန်းတွေလည်းရှိတာဖြစ်တယ်။ဒါကြောင့်မလို့ကိုယ်အနေနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ခေါ်မောမှာ645နီးစနစ်ရှိတာဖြစ်တဲ့အတွက်645နီးစနစ်တိုင်းဘယ်သူမှဆိုစူးစမ်းသွားမယ်ဆိုလို့ရှိရင်အားလုံးအောင်မြင်နိုင်တဲ့သူတွေဖြစ်ပါတယ်။ကိုကနိုင်ငံခြားမှာရှိပြီးတော့ online ကနေဖုန်းလေးတွေကနေပြီးတော့သင်တန်းတွေကိုတက်ပြီးတော့
ဘယ်သူမဆိုအောင်မြင်အောင်ကြိုးစားလို့ရတာဖြစ်ပါတယ်အတွေ့အကြုံမရှိဘူးပညာမတတ်ဘူးဘွဲမရဘူးဆိုတဲ့သူတွေတောင်မှအောင်မြင်အောင်ကျွန်တော်တို့ဒီသင်တန်းတွေကနေပြီးတော့လမ်းပြပေးတာဖြစ်တဲ့အတွက်ခွန်မော့ရဲ့ပလန်ခွန်မော့ရဲ့စနစ်ကိုလိုင်းနာယုံလေးနဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်တဲ့နေရာဖြစ်တဲ့အတွက်ခွန်မော့ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကိုကခွန်မော့စီးဝိုင်းကိုကြိုက်တယ်เนาะဒီအချက်တွေကိုလေ့လာရမယ်ကိုလှုပ်လို့ရလားနိုင်ငံခြားဆိုရင်လှုပ်လို့ရတာเนาะဘယ်လိုမျိုးလှုပ်ရမှာလဲအတွေ့အကြုံမရှိဘူးပညာမတတ်ဘူးဘွဲမရဘူးเนาะအချိန်ကြီးအရန်ကြီးเนาะကိုမှမရှိဘူးဆိုလို့ရှိရင်တောင်မှအောင်မြင်နိုင်တဲ့နေရာဖြစ်တဲ့အတွက်ဘယ်သူမဆိုခွန်မော့စီးဝိုင်းကိုအောင်မြင်လို့ရတဲ့နေရာဖြစ်ပါတယ်เนาะ